ဘဝမှာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်အချိန်လုံးဝမဖြုံးပါနဲ့နံပါတ်2အချက်အပျော်အပါးတွေကိုလျှော့ပါနံပါတ်3အချက်ကိုပင်ပင်ပန်းပန်းရှာဖွေထားတဲ့ငွေကိုအလွယ်တကူမသုံးပါနဲ့တတ်နိုင်သမျှချွေတာပြီးတော့စုပါနံပါတ်4အချက်အားလက်တဲ့အချိန်လေးမှာစာဖတ်ဖြစ်အောင်ဖတ်ပါနံပါတ်5တစ်ချက်ပတ်ဝန်းကျင်ကိုပြန်လည်ပြီးတော့ဘယ်တော့မှမတုံ့ပြန်ပါနဲ့ခံမင်းစိတ်ထားပြီးတော့ကြိုးစားပါနံပါတ်6အချက်အပြောအဆိုကိုယ်အမူအရာနှုတ်အမူအရာယဉ်ကျေးတိမ်မွေ့အောင်နေပါနံပါတ်9အချက်အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်ဘယ်အလုပ်ကိုပဲဖြစ်ဖြစ်အကျွေးမထားပါနဲ့ပြီးပြတ်အောင်လုပ်ပါနံပါတ်10အချက်လက်ရှိကိုလုပ်နေတဲ့အလုပ်ကိုသစ္စာရှိပါလေးစားပါနံပါတ်9အချက်အိယာထလုံးဝမပြင်းပါနဲ့နံပါတ်10ကတော့ရည်မှန်းချက်ထားပါရည်မှန်းချက်မဲ့မနေပါနဲ့နောက်ပိတ်ဆုံးနံပါတ်17ကတော့အရေးကြီးဆုံးပဲကျမ်းမာရေးကိုအထူးဂရုစိုက်ပါနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါနိဇမေနာဝေတိကေပရာဏမေယေဒုရိနာဒါယလိဆိုင်နာ